မင်္ဂလာပါကျွန်တော်တို့ဒီ6လပိုင်းသင်တန်းဘယ်တော့စမလဲလို့မေးထားတဲ့ဒီသင်တန်းသားတွေမိတ်ဆွေတွေအတွက်ဖြစ်ပါတယ်เนาะ6လပိုင်းသင်တန်းကတော့ဒီကျွန်တော်တို့15ရက်6လ2026သင်တန်းစမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ရဲ့ကိုယ်ကလည်းအသက်မွားကြောင်းအသက်ပညာသင်တန်းကျောင်းကနေကျွန်တော်တို့သင်ကြားပေးတာတော့ရေခဲတစ်တာ freezer တွေကျွန်တော်တို့ပြုပြင်တက်ဆင်ရေးတွေသင်ကြားပေးပါတယ်နောက်ပြီးတော့အဝတ်ရှိုဆက်နော်အဝတ်ရှိုဆက် auto manual ကျွန်တော်တို့ပြုပြင်တက်ဆင်ရေးတာသင်ပေးပါတယ်နောက်ပြီးတော့ aircon ဖြစ်ပါတယ်เนาะ aircon မှာကျွန်တော်တို့ ceiling cassette တိုက်ပါမယ်ကျွန်တော်တို့ရိုးအိမ်သုံးတစ်ကောင်နှစ်ကောင်သုံးကောင်ထိပါမယ်နောက်ပြီးတော့ဆက်အကြီးတွေကကြတော့ကျွန်တော်တို့စာတွေ့ရမှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်တို့လက်တွေ့တွေရမှာဖြစ်ပါတယ်เนาะโอเคနောက်ပြီးတော့ရခဲတစ်တာအိမ်သုံးရခဲတစ်တာအထောင်လေးတွေကိုလေကျွန်တော်တို့ပြုပြင်တက်ဆင်ရေးတွေသင်ကြားပေးတာဖြစ်ပါတယ်နောက်ပြီးတော့ရခဲဆက်ဖြစ်ပါတယ်เนาะရခဲဆက်ကျွန်တော်တို့ပြုပြင်တက်ဆင်ရေးပိုင်းနေကျွန်တော်တို့သင်ကြားပေးတာဖြစ်ပါတယ်နောက်ပြီးတော့အိမ်သုံးရခဲတစ်တာပေါ့เนาะကျွန်တော်တို့ခြီလာတယ်ပေါ့နော်အိမ်သုံးရခေတစ်တာကျွန်တော်တို့လုပ်ငန်းသုံးရခေတစ်တာဒါတွေကိုကျွန်တော်တို့အမျိုးမျိုးသင်ကြားပေးတာဖြစ်ပါတယ်နော်နောက်ပြီးတော့အိမ်သုံးလေးဆက်ပစ္စည်းနဲ့ပတ်သက်လာတယ်ဆိုရင်အကြောင်းမျိုးမျိုးကြောင့်သင်တန်းသားတွေလိုအပ်တယ်ဆိုရင်ပေါင်အိုရိုဒင်းနေအိုရိုရင်နွေအိုရိုမင်းဘူးရိုဘန်ကာရိုဒါတွေလေးကျွန်တော်တို့အားတဲ့အခါမျိုးလေးတွေမှာကျွန်တော်တို့ညနေပိုင်းတွေမှာကျွန်တော်တို့သင်ကြားပေးတာတွေလည်းရှိပါတယ်နော်ကျွန်တော်တို့ရဲ့ဒီစမဲ့သင်တန်းရက်ကတော့15ရက်6လပိုင်း2026အပတ်ဆိုင်96ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ခေါင်းဆိုင်ထဲမှာတော့ aircon ရခေတစ်တာအဝတ်ရှူဆက်အိမ်သုံးလေးဆက်ပြုပြင်ရေးဖြစ်ပါတယ်ကျွန်တော်ဟောတင်တန်းစရင်ပေးခြင်းတယ်ဆိုရင်သူမြကို4510098ကိုရိုးကျွန်တော်တို့ Viber သို့မဟုတ် Telegram သို့မဟုတ် Facebook ကနေပြီးမှနာမည်နေရာလိပ်စာဖုန်းနံပါတ်ပို့ပေးထားရင်ရပါဖြစ်ပါတယ်เนาะအဲ့တော့တင်တန်းမှာလာတဲ့အခါတင်တန်းကျောင်းမှာနေစရာအခမဲ့ပေးပါတယ်တင်တန်းကျောင်းမှာနေရမှာဖြစ်ပါတယ်เนาะတင်တန်းကျောင်းမှာစားစရာအခမဲ့ကျွေးတာဖြစ်ပါတယ်နေ့လ12နာရီတနက်နောက်ပြီးတော့ညနေ6နာရီတနက်ဖြစ်ပါတယ်တင်တန်းကြီးကတော့နေစရာအခမဲ့စားစရာအခမဲ့လုံးမဲ့ပစ္စည်းအလုံးအခမဲ့တင်တန်းကာလာတလားကြမယ်တင်တန်းကြီးကတော့9သိန်းဖြစ်ပါတယ်เนาะအဲ့တော့တင်တန်းကြီးဒီ9သိန်းမှာကျွန်တော်တို့နေစရာတွေစားစရာတွေကျွန်တော်တို့လုံးမဲ့ပစ္စည်းအားလုံးအတွက်အခမဲ့ဖြစ်ပါတယ်။တင်နန်းတက်ရောက်လိုပါကကျွန်တော်ရဲ့ဖုန်းနံပါတ်ကို Viber သို့မဟုတ် Telegram သို့မဟုတ် TikTok ကနေပြီးမှဆက်သွယ်ပြီးစီးရင်ပေးလို့ရတာဖြစ်ပါတယ်နော်။စီးရင်ပေးတဲ့အခါနာမည်နေရာလိပ်စာဖုန်းနံပါတ်ပါအောင်ပို့ထားပေးပါ။ရိုးဖုန်း message ကနေပို့လို့လေရတာဖြစ်ပါတယ်နော်။ကျေးဇူးပါ။ကိုလာမိုင်း15ရက်နေ့ကျွန်တော်တို့ပြန်ဆောင်ပါမယ်။ကျွန်တော်နာမည်ကောင်းလိုက်ပါ။